Evening. This one is the number 4 video about weather. I have already posted 3 videos about weather and how to answer the specific question about the weather. Now let's look at number 4 questions. What's your favorite season and why? Okay. That number 4 video ပေါ့နော် video ၄ခုမြောက်ပါ weather နဲ့ပတ်သက်ပြီးတော့ရာသီဥတုနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးမေးလိုက်ရင်ဘယ်လိုဖြေမလဲဆိုရယ်topic နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်နေပါတော့ဒါ number 4 video number 4 video မှာမေးခွန်း number 4ကကြာ what's your favorite season ဒါတော်တော်များများရင်းနှီးရဲ့ကောင်းစဉ်ပေါ့နော်မေးခွန်းဖြစ်ပါတယ် and why အဲ့လိုရင်းတူချင်းတော့ထိထိမိမိပေါ့နော်ဘယ်လိုဖြေမလဲပေါ့နော် key points လေးပါအောင်ဘယ်လိုဖြေမလဲကြည့်အောင် So as usual, before looking at the simple answer, you can try yourself first. I mean, to answer the question. Only then, let's look at the simple answer together and learn phrases and vocabularies and tips for the speaking, right? 通常呢，ကျွန်တော်တို့simple answer ကိုမကြည့်ခင်ဥပဒေအရင်ဖြည့်ကြည့်ပါတော့ပြီးတော့မှ simple answer ကိုကျွန်တော်ရှင်းပြပါမယ်ရှင်းပြတာကြည့်အောင်ပေါ့နော် Okay ဥပဒေဖြည့်ပြီးမှကျွန်တော်ရှင်းပြအောင်ကြည့်နော် A simple answer. My favorite season is autumn because the air is crisp and the leaves turn beautiful shades of orange and red. It's a time when the weather is refreshing and I can enjoy long walks without feeling too hot or cold. Okay. ဒီကဒီမှာထိထိမိမိဖြစ်ရနော်ဟိုလိုအခြေကြီး9မိနစ်6မိနစ်ပြောတာပြောအောင်မဟုတ်ဘူးနော်ထိထိမိမိလေးနဲ့ဒီမှာ small talk ပုံစံမျိုးအဲ့လိုပုံစံမျိုးမှာဘယ်လိုဖြစ်မလဲပေါ့နော် Okay, I'm going to say simple answer. My favorite season is autumn. ကျွန်တော်ရဲ့နှစ်သက်တဲ့ရာသီဥတုကကြာ autumn ဆိုတာကျွန်တော် autumn ဆိုတာဘာပြောလဲဆိုတော့ဆောင်းနဲ့ຫນွေကြားကရာသီဥတုပေါ့နော်။ຫນွေရာသီအပြီးဆောင်းရာသီအဝင်တော်တော်လှရရာသီဥတုပေါ့နော်။ဆောင်းဥပေါ့နော်။ဆောင်းဥရာသီကိုပြောပါ autumn အတန်ထွက်ကြ autumn ပေါ့နော် autumn right autumn right autumn okay. Because the air is crisp crisp ဆိုတဲ့စာလုံးကိုကြားဘူးကြနော် crisp crisp ကကြာတော့ကျွန်တော်အာလူကျော်ရပါပြောမယ် crispy ဆိုတာကျွတ်ရွရွဖြစ်နေတာပြောနော်အာလူကျော်စားလိုက် crisp အတန်ထွက်တဲ့ပုံစံမျိုးကျွတ်ရွလို့ပြောပါတော့အဲ crispy နဲ့တူပါတယ်ဒါပေမဲ့ဒီမှာကြာတော့ကျွန်တော်ရာသီဥတုနဲ့ပတ်သက်ပြီးပြောနေတာဆိုတော့ဒီမှာ the air is crisp ဆိုတာလေကကျွတ်ရွဖြစ်တယ်ပြောမှာမဟုတ်ဘူးနော် crisp ရဲ့အဓိပ္ပာယ်ကျွန်တော်ဒီမှာပါတယ်နော် key phrases မှာရှင်းပြထားပါတယ် Crisp describe the refreshing, cool feeling in the air, often in autumn or spring. ဒီမှာရာသီဥတုနဲ့ပတ်သက်ပြီးတော့ crisp ရဲ့အဓိပ္ပာယ်ကြောင့် describe the refreshing ဆိုတာလုံးဝ refreshing ဆိုတာတက်ကြွပြောနော်တခုငင်းမိုင်ဖြစ်နေတာကနေတက်ကြွလာပြန်ပြီးတော့တက်ကြွလာအင်အားတွေပြန်ပြီးတော့ရှိလာ refreshing cool feeling in the air လေကလက်ဆက်ဆက်နဲ့အေးမြနေ crisp ရဲ့အဓိပ္ပာယ်နော်ရာသီဥနဲ့ပတ်သက်ပြီးတော့ crisp ရဲ့အဓိပ္ပာယ်ကြောင့်လက်ဆက်ဆက်နဲ့အေးမြနေ often in autumn or spring အဓိကအပြင်ဆောင်းဥရာသီနဲ့နွေဥရာသီတွေမှာတိုက်ခတ်လေးရှိလေကိုပြောပါအဲ့မှာဒီမှာ crisp ရဲ့အဓိပ္ပာယ်ကြောင့်အေးမြပြီးတော့လန်းဆန်းနေလေကိုပြောပါနော်အေးမြပြီးတော့လန်းဆန်းနေတော့လို့အဓိပ္ပာယ်ရရာသီဥနဲ့ပတ်သက်ပြီးဆိုရင်နော် Okay အေးမြပြီးတော့လန်းဆန်းနေတော့နော် crisp and the leaves turn beautiful shades of orange and red turn ဆိုတာဒီမှာပြောင်းသွားပြောနော်အရွက်တွေကလည်းပြောင်းလာတယ်ဘလို့အယောင်လေးပြောင်းလာဆိုတော့လှပတော့ shade ဆိုတာဒီမှာအဲ့အယောင်ပုံစံလေးဖြစ်နေတာပေါ့ဘလို့အယောင်ဖြစ်ဘလို့ပုံစံလေးဖြစ်နေတာဆိုတော့ beautiful shades of orange and red လင်းပေါ်ရောင်လူအနီရောင်လူ shade ဆိုတာအဲ့အယောင်လေးဖြစ်နေတာလုံးဝကြီးအဝါရောင်လင်းပေါ်ရောင်အနီရောင်ဖြစ်နေတာမဟုတ်ဘူးအဲ့အလှပပလေးဖြစ်နေတာပြောနော်အဲ့အယောင်ပုံစံမျိုးဖြစ်နေနော်ပုံစံမျိုးဖြစ်နေ shade ဆိုတာဒီမှာ beautiful shade ဆိုတာအဲ့လိုပုံမျိုးလေးပေါက်နေတာပြော orange and red လင်းပေါ်ရောင်လူအနီလူလှနေတာပြောနော်အဲ့လိုပုံစံမျိုးလေးပေါက်နေလုံးဝအနီလင်းပေါ်ထင်းနေတာမဟုတ် shade ဆိုတာလုံးအပေါ်ယံလေးအဲ့လိုအယောင်လေးထွက်နေ Okay it's a time when the weather is refreshing အဲ့အချိန်မှာဆိုရင်ရာသီဥတုကလေ refreshing ဆိုခုနကလေပြောလို့ကျွန်တော်ဒီမှာလေအောက်မှာ glossary key phrase မှာပြန်ပြီးတော့ရှင်းထားပါတယ် refreshing ဆိုတာ used to describe weather that is comfortable and rejuvenating refreshing ဆိုတာ
ရာသီဥတုနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဘယ်လိုရာသီဥတုလဲဆိုတော့ comfortable တက်တောင့်တက်တာရှိရယ်မအေးဘူးအရင်မအေးဘူးအရင်မပူဘူးရာသီဥတုကောင်းမွန်တာပေါ့နော် refreshing ဖြစ်တယ်rejuvenating ဆိုတာတက်ကြော့စေရမယ်ဟိုစိတ်လန်းဆန်းစေရပေါ့နော်အဲ့လိုမျိုးဖြစ်တာကိုကျွန်တော် refreshing လို့ပြောပါတယ်နော် the weather is refreshing ဆိုတာ weather ကလုံးဝဟိုအရင်မအေးအရင်မပူမျှတနေပြီးတော့လန်းဆန်းတက်ကြော့နေစေရပြောပါ refreshing ရာသီဥတုမျှတပြီးတော့လန်းဆန်းတက်ကြော့စေရာသီဥတုပြောနော် refreshing and I can enjoy long walks without feeling too hot or cold ပြီးတော့ကျွန်တော်က enjoy long walks လမ်းအခြေကြီးအကြိုက်လျှောက်လို့ရတယ် without feeling too hot အရင်လေးမပူဘူးအရင်မအေးဘေးနဲ့လမ်းအကြိုက်လျှောက်လို့ရပါတယ်အဲ့ autumn မှာဆောင်းရာသီမှာပေါ့နော်အဲ့အကြောင်းသူဆောင်းရာသီကြိုက်ရပေါ့တကယ်ဆိုရင်အတိတ်တွေပါတာပြန်ပြပြီးသူဖြေတော့တာလုံးဝရာသီဥနဲ့ပတ်သက်ပြီးတော့ keywords တွေသုံးပြီးတော့တိတိကျကျဖြေတော့နော် Okay ဒီမှာဆိုရင်ကျွန်တော် fresh နဲ့ refreshing ဆိုတဲ့စာလုံးတွေမှတ်ထားလို့ရတယ် autumn ဆိုတဲ့စာလုံးတွေမှတ်ထားလို့ရတယ်နော် Okay note ပေးထားတယ်ဒီမှာဆိုရင်မေးခွန်းဖြေတဲ့အခါတဲ့ when discussing your favorite season ကိုယ်လေသူများရဲ့ favorite season အကြောင်းမေးလိုက်တဲ့အခါတဲ့ try to highlight what makes it unique in terms of weather and personal activities you enjoy what makes it unique ဆိုတာလုံးဝအဲ့ရာသီဥတုကဘာကြောင့်အကောင်းဆုံးဖြစ်နေတာပေါ့ unique ဆိုတာအကောင်းဆုံးပြန်ဖက်ကင်ဖြစ်နေဘာနဲ့ပတ်သက်ပြီးတော့ဆိုတာရာသီဥတုနဲ့ပတ်သက်ပြီးတော့ personal activities ဆိုတာကိုလှုပ်ထားရှိရဲ့ဟိုလှုပ်ရှားမှုတွေနော်အဲ့အရာလေးနဲ့ပတ်သက်ပြီးဆက်ပြီးတော့ဖြေပါတယ်ဒီမှာဆိုရင်သူလမ်းလျှောက်တာကြီးပြောထားတယ်ရာသီဥတုရဲ့လှပပုံကိုပြောထားပါတော့အဲ့ဒါဒီလိုမျိုးမေးလိုက်တဲ့အခါရာသီဥတုနဲ့ပတ်သက်ပြီးတော့အဲ့ရာသီဥတုအတွင်းမှာကိုလှုပ်ထားရှိရဲ့activity တွေနဲ့ပတ်သက်ပြီးတော့ထိထိမိမိဖြေပါတဲ့ဟိုဒီ6ဖြေရမဟုတ်ဘူးနော်တိကျထိထိမိမိဖြေပါလို့ပြောပါOkay, so I hope you have learned a lot from this video. Thank you. See you in the next video.